အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ခရမ်းသီးကိုဒီတိုင်းရိုးရိုးချက်စားတာယူနေပြီဆိုလို့ရှိရင်တော့ကျမတို့အချင်းချင်းလေးချက်စားကြည့်ကြပါရှင်ခရမ်းသီးလေးတွေကိုလေးရှမ်းလေးတွေရှမ်းပေးထားလိုက်မယ်အကုန်လုံးပေါ့နော်အလုံးလိုက်ကြီးချက်ပါမယ်အညာရောထည့်လိုက်မယ်ပေါ့နော်အချင်းချင်းလေးဆိုတော့လေစီလည်းမပါတော့ဝိတ်တက်မှလည်းပူစီရမလို့တော့ဘူးပြီးလို့ရှိရင်ရေပြအောင်ဆေးကြောလိုက်ပါမယ်ခရမ်းသီးကိုထည့်ပါမယ်ရေရတော့လို့ဒီလောက်ထည့်ပါမယ်တကယ်လို့အဆက်စားရှင်နေဆိုလို့ရှိရင်ငရုတ်သီးလေးထည့်လို့ရပါတယ်ပြီးလို့ရှိရင်တော့ရတာအတွက်စားရင်းရှုံမုံထည့်ပါမယ်ငပိထည့်ပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ရပါပြီရှင်ခရမ်းသီးကတော့လူတိုင်းကြိုက်ကြမယ်ဟင်းတစ်မျိုးလို့ထင်ပါတယ်ရှက်နီးလေးတွေရိုးနေပြီဆိုလို့ရှိရင်ဒီလိုအရီတောက်လေးရှက်စားကြည့်ကြည့်နော်အရန်ဟိုမှာစားကောင်းပြီးတော့ထမင်းရလည်းမိန်ပါရှင်ခဲကျမကတော့ရှင်သီးလေး2တုံးလောက်ထည့်လိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ထမင်းမိန်စီတဲ့ခရမ်းသီးရှင်ရင်းလေးရပါပြီရှင်အားလုံးပဲစားကြပါအောင်ဘိုင်ဘိုင်